ချစ်ခင်ရသူတယောက်တည်သွားခဲ့ရင်သူ့အသက်ရှင်စဉ်ကမကောင်းခဲ့တာတွေကိုကြံရစ်သူတွေကမေ့ပြစ်နိုင်ကြပြီးကောင်းတာလေးတွေကိုပဲမှတ်မိနေတော့တယ်လို့ပြောကြတယ်။ကောက်ခန့်အတွက်တော့အဲ့လိုမဟုတ်ခဲ့ပါဘူး။ဒီနေ့ကကောက်ခန့်တို့သားမိရဲ့တတိုင်းကြီးပြိုတဲ့နေ့ပေါ့။ဒါပေမဲ့ဒါကလည်းသူ့အမေအတွက်ပဲနေမှာပါ။ရာသီဥတုကပူနေပေမဲ့ကောက်ခန့်ရဲ့နှလုံးသားကအေးဆက်နေပါတယ်။ဘာလို့ဆိုဒီနေ့ကသူ့အဖေနိုင်ရေးချတဲ့နေ့ဖြစ်နေပေမဲ့ဝမ်းနဲ့ဟန်နည်းနည်းတော့ပေါ်မနေလို့ပါ။တရေတရားနာပြီးတဲ့နောက်အဖေစာပနာမှာအမေဆန္ဒအရကောက်ခန့်ကတင်ငန်းစီဖို့လုပ်ခဲ့ရတယ်။ဆန်ရိပ်ပြီးနောက်သူ့အဖေကိုမတဲကြိုခင်နောက်ဆုံးနှုတ်ဆက်နေကြပါတယ်။ကောက်ခန့်ကတော့သူ့အဖေဓာတ်ပုံကိုပိုက်ထွေးထားရင်ရင်ကွဲသလိုတေလူမတက်ငိုနေတဲ့အမေကိုကြည့်ရင်နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဖေဖြစ်သူအသက်ရှင်စဉ်ကသူ့အမေကိုအမြဲနာကျင်စေပြီးနေတိုင်းနေပါတဲ့အဖေကအမေအရာဖို့ပတ်စံမပေးနိုင်တဲ့အခါပါရိုက်နားရိုက်လှုပ်လို့ရှိတာကြောင့်ပါသူ့အဖေအတင်းယူသွားခဲ့တဲ့နောက်ဆုံးငွေတွေကကောင်းခန့်ရဲ့ပညာရေးအတွက်ကြာပန်းဝင်လို့ချင်းသူ့အမေစုဆောင်းထားတာလေးတွေဖြစ်နေတော့ကောင်းခန့်ကပိုစိတ်နာလို့နေပါတယ်။အဲ့ဒီပတ်စံကိုယူသွားပြီးတဲ့ကအိမ်ကနေလာချီပြီးပျောက်သွားတော့လေကောင်းခန့်အမေမှာနေစိုးမရတဖားပါပဲမဲ့ပိုချစ်တဲ့သူကပိုနာကျင်ရတော့ရင်ကွဲတဲ့အထိငိုခဲရပါသေးတယ်။အခုတော့ကောင်းခန့်အဖေကအဲ့ဒီငွေတွေနဲ့တောက်စားမှုယူရင်လမ်းဘေးမှာအလကားလူကြောက်လို့တေဆုံးသွားခဲ့ပါတယ်။ဒါကြောင့်တကယ်ကြီးဒီလိုလူမျိုးကသူ့ဇနီးစီကမျက်ရည်တွေတကယ်ထိုက်တန်ရလားလို့ကောင်းခန့်တွေးနေမိပါတယ်။ထိုစဉ်ကပ်ပြရကြီးကကဲတားဖြစ်သူကပဲတွားလိသူအတွက်ရေးဆက်ဖြန်းပြီးဆူတောင်းပေးလိုက်ပါ။ထိုအခါဆရာတော်ကလက်အုပ်ချီရင်တကာကြီးလာစေဒီမိသားစုနဲ့မင်းဘဝချသွားပြီ။တွားလို့ရတွားပါတော့။ဆရာတော်စကားဆုံးတော့ကောင်းခန့်လေရေးစင်ကိုခတ်ဖို့လုပ်နေတော့သူ့အမေကပခုံးကိုလာကင်ပြီးသူ့အဖေအတွက်အခုထိစိတ်မချသလိုငိုကြွေးနေလို့စိတ်ထဲကနေပြောနေမိပြန်တယ်။အဖေကရေစင်နဲ့ဆိုသွားမှာမဟုတ်ဘူး။အမေယောက်ျားပတ်စံပေးမှသွားမဲ့လူမျိုးဗျ။အမေကြောင့်သာတင်ငန်းစီးပေမဲ့ကျွန်တော်စိတ်ထဲမှာဂယုဏတစ်စက်မှမဖြစ်ပဲသူ့မူးနေတဲ့အမှတ်တရတွေပဲရှိတယ်။သူ့အမေကိုတွေးထွက်တဲ့အထိကန်နေတဲ့ပုံရိပ်တွေအစားအစာတွေလူယူအဆန်တွေခိုးအမေကောင်ကိုရိုက်နေတဲ့ပုံရိပ်တွေကိုကျွန်တော်ဘလို့မှထုတ်လို့မရဘူးဗျာ။အမေကသာသူ့တိမ်လို့ငိုနေရတာ။အမေသိရင် तू ကအမေအတွက်ငိုမထင်လို့လား။အဖေအမေကိုရိုက်နေတော့ချမ်းသာပေးဖို့တောင်းပန်နေတဲ့အတန်ကြီးကခေါင်းထဲမှာပတ်တင်ထက်နေတော့မဲဆိုတာအဖေဘဝကူးသွားရင်တော့သိထားပေးပါဒီရည်စင်ကကုသိုလ်လုပ်ဖို့မဟုတ်ဘူးဒီဘဝဒီငရေရဲ့အဆုံးသတ်ဖို့ပဲအဖေဘဝဆက်တိုင်းမှာဖခင်တယောက်အနေနဲ့ရောတာတယောက်အနေနဲ့ပါပြန်မမွေးဖွားပါစေနဲ့အမေပေါ်အဖေလုပ်ခဲ့တဲ့အပြစ်တွေကြောင့်ငရဲလိုဖြစ်သွားပြီးအဖေရဲ့ဝိညာဉ်ကိုအပီးလောင်ကျွမ်းသွားစေချင်ပါတယ်ကျွန်တော်သိရင်တော့ကျွန်တော်စီမလာပါနဲ့ကျွန်တော်ခန္ဓာကိုယ်ကိုတင်ကန်းနဲ့ဖုံးအုပ်လိုက်ရှင်တော့ကျွန်တော်နည်းနည်းလေးမှစိတ်ပြောင်းမှာမဟုတ်ဘူးဒီလိုနဲ့အဲ့ဒီနေ့မှာတော့ဦးလားစင်ရဲ့ဇာပနာရောကောင်းခန့်ရဲ့တင်ငယ်စီရာရောကပြီးမြောက်သွားခဲ့တယ်ကောင်းခန့်တင်ငယ်စီပြီးဖုံးเจ้าမှာပထမဆုံးညကတော့စူးစမ်းအိတ်နေပေမဲ့သူကောင်းထဲမှာဖျားစာရွတ်ဆိုရမယ့်အစားသူ့အဖေအတွက်ကျင်းစာတွေပဲတွတ်တွေးနေမိပြီးအမေပတ်စံကိုခိုးပြီးထွက်ပြေးနေတဲ့ပုံချိတ်ကိုပဲကြီးစိုးနေပါတယ်နာကြီးမှုကြောင့်ခွင့်မလွတ်နိုင်ခြင်းတွေကသူ့နှလုံးသားကိုပြင်းထန်စွာဆုပ်ကိုင်ထားတာကြောင့်လွတ်မြောက်ဖို့ခက်ခဲနေပါတယ်အိမ်မရတဲ့အတူတူဗရင်ပေါက်ကနေအပြင်ကိုကြည့်နေရင်စိတ်ကိုလျှော့နိုင်မှုဦးစင်းလဲစူးစမ်းနေရတယ်ထိုစဉ်တယောက်ကသူ့ကိုစိတ်ကြည့်နေတယ်လို့ခံစားလိုက်ရပြီးအပြင်ကိုတခြားကြည့်လိုက်တော့ထမ်းမီတမျှကြီးမားတဲ့ပိတ်တာကြီးကဦးစင်းကျောင်းဆောင်ဘက်ကိုလာနေပါတယ်အဲ့ဒီပိတ်တာကြီးကဦးစင်းအဖေဦးလားစိန်ဖြစ်နေပြီးသူ့မျက်လုံးတွေကဝမ်းနည်းမှုနဲ့နောင်တတွေပြည့်နေနေပါတယ်ပါဇက်ကလည်းအပေါက်ငယ်လေးတစ်ခုလောက်သာရှိနေပြီးမနေရုံးကန်အသက်ရှူနေရတယ်လို့လေတံကြီးကိုကြားနေရပါတယ်ပိတ်တာကြီးဦးလားစိန်ကသူ့သားဦးစင်းရဲ့ကျောင်းဆောင်ရှေ့ရောက်လာတော့ရက်တန့်သွားတယ်ဦးစင်းကတော့ပိတ်တာကြီးကိုမြင်တော့ကြောက်လန့်မသွားပဲစိတ်ထဲကကြိတ်ပြုံးလိုက်တာအပြင်မှာပါတိတ်တာသွားပါတယ်ပြီးတော့သူ့ကိုဗရင်ပေါက်ကနေကြည့်နေတဲ့သူ့အဖေပိတ်တာကြီးမျက်နှာကိုစစ်စစ်ကြည့်ကစိတ်ထဲကနေပြောလိုက်တယ်ဘာလဲအမျှလိုချင်လို့လားခွတ်လို့ပေးဖို့တောင်းပန်ချင်တာလားတိမ်မနှုံလာကြရပြီတော်လိုက်ပါတော့ဗျာဝတ်ကြွေးရှိမြတော့ခံလိုက်အောင်ပေါ့အဲ့လိုစိတ်ထဲကနေပြောပြီးဦးစင်းကတရိပ်ရီအိုးကိုယူကရေခွက်နဲ့ခတ်ဖို့လုပ်နေတော့ဗရင်ပေါက်အပြင်ကသူ့အဖေပိတ်တာကြီးကမလုတ်ပါနဲ့ဆိုတဲ့နှလုံးကြီးနဲ့ကြည်နေရှာတယ်ဒါပေမဲ့ဦးစင်းကတရိပ်ရီနဲ့ပတ်ပစ်လိုက်တော့ဦးလားစိန်ခမပိတ်တာဘဝနဲ့တော့မီးလို့ထပ်ပူလောင်ချပြီးနာကျင်စွာလူးလိတ်ခံစားသွားရပါတယ်လောင်မြိုက်နေတဲ့သူ့အဖေပိတ်တာကြီးကိုဦးစင်းကသဘောတကျထိုင်ကြည့်နေပြီးစိတ်ထဲကနေပြောပြန်တယ်အဖေရဲ့6သွိတ်အကွဲပြီးနာကျင်နေတဲ့အတန်နဲ့နှောင်ကျွမ်းနေတဲ့ဒီငယ်မီကကျွန်တော်ကောင်းကောင်းအိပ်ပျော်စီဖို့
ခေါင်းလုံးတန်လိုပဲဗျဒါကအပြစ်သားတယောက်အတွက်ကျွန်တော်ပေးတဲ့ပြစ်ဒဏ်ပဲအဲ့လိုတွေးနေရင်ဦးစင်းကကျဉ်နဲ့နေပြီးသူ့ကိုယ်တိုင်အကုသိုလ်ကိုလက်ခံမိနေတာကိုတော့သတိမဝင်တော့ပါဘူးကိုမိသားစုကိုနာကျင်အောင်လုပ်တဲ့သူဒူကောင်းဆန်တဲ့သူကတည်သွားရှင်အောင်သူ့သားသမီးတွေစီကကုသိုလ်ကိုမရနိုင်လောက်အောင်ဒီလိုပဲအဖြစ်ကျိုးတွေဆက်နေရမှာပါအဲ့ဒီညမှာတော့ပိတ်တာကြီးဦးလာစင်ရဲ့နောင်ကျွမ်းနေတဲ့မိခိုးမှုတွေနဲ့နာကျင်စွာအော်ဟစ်တန်တွေကဦးစင်တပါးတဲ့မြင်နေကြားနေရပေမဲ့ကဘာပြတ်တယ်လို့စုညက်အကြီးတက်နေပါတယ်ဒီလိုနဲ့ပိတ်တာကြီးပျောက်ကွယ်သွားခြင်းမှာဦးစင်လည်းတရားမှတ်နေရင်ထိုင်နေခဲ့တယ်ခဏနေတော့ဦးစင်းရဲ့ចောင်းဆောင်ဘက်ကိုတစေတရေတွေအများကြီးကအုပ်စုလိုက်လာနေကြပါတယ်။အဲ့ဒီတရေတွေကအရန်စာလောင်နေကြပြီးရဟတ်တဲ့ရဲ့အနံ့ကသူတို့ကိုစားတော့ဖို့ဆွဲဆောင်စေရကြောင်းဦးစင်းကိုအမဲဖြတ်ဖို့လာနေကြတာပါ။ဦးစင်းလည်းဘရင်းပေါက်တွေကတုံခါလာပြီးအတန်တွေကြားလာရတာကြောင့်ဖျားစာရှုပ်ဖို့တောင်သတိမရတော့ပဲကြောက်စောကတ်လာပါတယ်။သူကြည့်နေတဲ့တကားချက်ချက်ကပွက်သွားပြီးတရေတစ်ကောင်ကဦးစင်းရှိခုံဝင်လာတယ်။တင်ငယ်စီးထားပေမဲ့ဦးစင်းစိတ်ထဲမှာကပူလောင်မှုတွေရှိနေတာမို့တရေတွေအတွက်တော့တာမန်လူနဲ့ထူးမခြားနာပါပဲတရေကြီးကဦးစင်းစီကိုဖမ်းစားဖို့ခုံအုပ်လိုက်တဲ့အခါအဲ့ဒီတရေကိုလက်ကြီးတစ်ဖက်ကဝင်လာပြီးဆွဲခေါ်သွားပါတယ်ဦးစင်းလည်းအံ့ဩသွားပြီးအပြင်ကိုကြည့်လိုက်တော့သူ့ဖေပိတ်တာကြီးကိုမြင်လိုက်ရတယ်ပိတ်တာကြီးကလောင်ကျွမ်းပြီးပျောက်ကွယ်သွားပေမဲ့သူ့သားအနာကထွက်မသွားနိုင်သေးပါဘူးနောက်မှရတဲ့နောင်နာတွေနဲ့သူ့သားဦးစင်းကိုကောက်ွယ်ဖို့တရေတွေရှိကနေပိတ်ချက်နေကဦးစင်းရဲ့အဆောင်ပရင်းပေါက်ကိုသူ့ခန္ဓာကိုယ်ကြီးနဲ့ပိတ်ထားပေးလိုက်ပါတယ်။တရေတွေကလည်းသူတို့အစာကိုလာနောက်ရှက်တဲ့ပိတ်တာကြီးကိုဘောကထွက်လာကြပြီးရှေ့တိုးလာကြကပိတ်တာကြီးခန္ဓာကိုယ်ကိုဝိုင်းအမဲဖြတ်ကြပါတော့တယ်။ပိတ်တာကြီးဦးရစင်ကလည်းတရေတွေကသူ့သားစီရောက်သွားမှဆိုလို့အောက်ကုန်တောက်ခံထားပြီးသူ့အသားကိုဝိုင်းစားနေတဲ့နာကျင်မှုတွေကိုတီးခံနေရှာတယ်။သူ့အရှိပြားတွေကိုကိုက်ဆွဲစားတောက်နေတာကိုဖွင့်ပြနေတဲ့ပိတ်တာကြီးကိုကြည့်ကဦးစင်တွေးနေမိတယ်။အဖေဘာလို့တော်တော်မလို့ပဲခံနေရလဲဘာလို့ပြန်မတိုက်တာလဲကြောက်မနေနဲ့လေပြန်ချပြလိုက်ပိတ်တာကြီးကဦးစင်းအတွေ့အကြုံကစကားတွေကိုကြားနေဟန်အကြည့်နဲ့အငိုးမျက်လုံးတွေနဲ့နောက်ကိုတစ်ချက်ဆောင်းကြည့်လိုက်ပါတယ်ဒီတစ်ခါတော့သူ့ကောက်ကပေးပြရစီလို့တောင်းဆိုနေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီးတဲ့နောက်ပိတ်တာကြီးကအတန်ကိုအော်ဟစ်ပစ်လိုက်တယ်အခုတော့ဖခင်တယောက်ရဲ့နောက်ဆုံးငိုတန်ကငရဲသားရဲ့အော်တန်မဟုတ်တော့ပဲသူ့သားကိုကောက်ွယ်ပေးခြင်းနဲ့မိသားစုအကြီးကဲရဲ့အော်တန်လိုပါပဲပိတ်တာကြီးအော်တန်ကြောင့်တရေတွေလည်းလွန့်ထွက်သွားကပျောက်ကွယ်သွားပါတယ်။ပြီးတော့ဦးစင်းကိုပြန်လှည့်ကြည့်လိုက်တဲ့အခါသူ့တကိုယ်လုံးမီးလောင်ထန်ရာတွေကိုက်ဆွဲခံထားရတဲ့အနာတွေနဲ့ဖြစ်နေပေမဲ့သူ့သားဦးစင်းကိုပြုံးပြနေပါတယ်။ဒါပေမဲ့မျက်ဝန်းထဲမှာတော့မျက်ရည်တွေအပြည့်ပါပဲ။ဒါငါတစ်လုံးမုန်းခဲ့တဲ့သူလား။ဦးစင်းလည်းသူ့အဖေပိတ်တာကြီးကိုကြည့်ပြီးဝေဟရီတွေများစွာနဲ့စွန့်အားနေပါတယ်။အဲ့ဒီနောက်ပိတ်တာကြီးကအမောင်ထဲမှာဖြည်းဖြည်းချင်းတိုးဝင်လျှောက်သွားရင်ပျောက်ကွယ်သွားပါတယ်။ဦးစင်းရှင်ထဲမှာမိကုန်းနေနဲ့တယောက်တည်းကြံနေခဲ့ပါတယ်။နောက်တနေ့မနက်မှာဦးစင်းအိယာကနိုးလာပေမဲ့ညကအဖြစ်အပျက်တွေကြောင့်စိတ်ရှုပ်ထွေးနေတော့မှအိမ်မဆိုးကနေအသက်ရှင်ကြံရစ်ခဲ့ပေမဲ့နှလုံးသားကြေကွဲသွားခဲ့ပုံမှာပဲ။ခဏနေတော့ဦးစင်းအမေကစွန့်ကြိုက်နာပို့ရင်ဦးစင်းစီဝင်လာခဲ့တယ်။အမေဖြစ်သူကိုမြင်တော့မှဦးစင်းလည်းကလေးတယောက်ကိုအမေစီပြေးတိုးသွားပြီးငိုပါတော့တယ်။အမေတားမှားပြီလားမှန်လားမသိတော့ဘူးညအဖေပိတ်တာဘွားနဲ့ကျွန်တော်စီလာတယ်ကျွန်တော်မုန်းလို့ပရက်ရင်နဲ့လောင်ကျွမ်းအောင်လုပ်ပစ်လိုက်တာအဲ့ဒါဟိုတော့ကျွန်တော်တရေလက်ထဲကနေကယ်ပေးခဲ့တာဦးစင်းအမေကတော့တိတ်တိတ်လေးပဲနားထောင်နေပြီးလက်တွေတုံနေပါတယ်သူမတက်တက်လုံးတင်ချခဲ့တဲ့လူဝက်ချက်တွေကိုနောက်ဆုံးတော့ပြောပြဖို့ဆုံးဖြတ်လိုက်တယ်နားထောင်မအောင်သားအဲ့ဒီပတ်စံကိစ္စကြောင့်မင်းဖေကထွက်ပြေးသွားခဲ့တာမဟုတ်ဘူးအမှန်တရားမင်းထင်တဲ့အတိုင်းမဟုတ်ခဲ့ပါဘူးသားရဲ့တကယ်တည်းခံအမေပါအဲ့ဒီတော့ကအမေမှာအကျွေးတွေအများကြီးတင်နေခဲ့တာအဲ့ဒီပတ်စံကြီးကအမေကအကျွေးဆက်ဖို့လုပ်မယ်ပြောလို့သူကတားကြောင်ထပ်ဖို့ဆိုပြီးအတင်းယူပြေးသွားပြီးတင်ချမယ်လို့တာအမေလည်းမရမကပြန်သွားယူလာပြီးငွေပွားအောင်လောင်းကစားလေးထည့်လိုက်တာအကုန်ကုန်တာပါပဲသားရဲ့အဖြစ်မှန်ကအဲ့လိုပါမင်းဖေကမင်းကိုချစ်ခဲ့ပါတယ်သားရဲ့ဦးစင်းလည်းအမေဖြစ်သူပြောသမျှနားထောင်ပြီးတဲ့နောက်ရင်ကွက်ပက်လက်ဖြစ်ရပါတော့တယ်အဖေရဘာလို့ဒီလောက်မိုက်မဲခဲ့ရတာလဲတောက်အမှန်တိုင်းပြောခဲ့ရောပေါ့အခုတော့သားအဖေကိုနေတိုင်းကြိမ်ဆဲနေရအောင်ကောက်ွယ်ပေးခဲ့တာလေလားကျွန်တော်ရင်ကွဲပါပြီဗျာမနေ့ကမှငါပါစက်နဲ့ကြိမ်စာတိုက်ပြီးငရဲကိုပို့လိုက်တဲ့ဝိညာဉ်က
မနေ့ညကငရဲကနေငါ့ကိုကာကွယ်ပေးခဲ့တဲ့တူရီတော့အဖေဖြစ်နေရပါလားငါဘာတွေလုံးမိကုန်တာလဲအခုတော့ဦးစင်းလေးရဲ့နှလုံးသားလေးအမှောင်ကြီးကွာကြပြီးအလင်းရသွားခဲ့ပါပြီဖခင်ဖြစ်သူကိုပြောဆိုကြိတ်စာတိုက်မိခဲ့တဲ့သူ့အမားကိုလည်းနောင်နာရသွားပြီးသူ့အမေနဲ့အတူအဖေဖြစ်သူအတွက်ရေစက်ချပြီးအမြတမ်းပေးဝေခဲ့ပါတယ်အဖေကောင်းရမွန်ရသွားပါနော်ဘယ်ဝင်ထုတ်ဝင်ပိုးမှတဲ့သွားစရာမလိုတော့ပါဘူးတားလည်းအဖေကိုချစ်ပါတယ်ဒီနေ့အဖေလည်းတားကိုဘယ်လောက်ချစ်တယ်ဆိုတာတားသိခဲ့ပါပြီစိတ်ချလက်ချသွားပါတော့အဖေရဲ့ဦးစင်းအဲ့လိုစိတ်ထဲကပြောပြီးရေစက်ခွက်ကိုတွန်ပြီးမော့ကြည့်လိုက်ချိန်မှာဦးလာစိန်ဝိညာဉ်ကိုမြင်လိုက်ရပါတယ်ဒီတစ်ခါတော့တာမန်ဝိညာဉ်တစ်ကောင်လိုအသွင်ဖြစ်နေပြီးဦးလာမှုတွေပျောက်ကွယ်သွားပါပြီမျိုးထွေးမှုနဲ့သူ့သားကိုကြည့်ရင်ပျော်ရွှင်ဆုံးလူသားလိုပြုံးနေပါတယ်ကျူးဆိုင်ပါအဖေဘဝဆက်တိုင်းပျော်ရွှင်ပါစေနော်အဖေတယောက်ရဲ့မေတ္တာကတည်ဆုံးခြင်းထက်ပိုကြီးမားတယ်ဆိုတာတားကိုသင်ကြားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အဖေနောက်ဆုံးမှာတော့ဦးလာစိန်လည်းကျွတ်လွတ်သွားပြီးဦးစင်းတို့သားမိလည်းဝမ်းနဲ့ဝမ်းသာဖြစ်နေကြပါတယ်နောင်နာတွေနဲ့ကျေးဇူးတရားကိုအခုတော့နားလည်သွားကြပြီမို့မတိခင်တရက်ဆိုတရက်အချိန်ရှိတုန်းပြင်ဆင်ကြဖို့ဆုံးဖြတ်ခဲ့ကြရင်ပုံမြင်လေးလေးပြီးဆုံးသွားပါတော့တယ်